Okay ဒီညီလေးမေးတာဖြေပေးမယ်နော်။ဘာကြောင့်လဲဆိုတော့ဒီလိုညီလေးမျိုးတွေအခုနောက်ပိုင်းမှာတော်တော်များများရှိတယ်ကွာတိတယ်။ဘိန်းတစ်စီးရင်တစ်စီးပြောင်းချင်တဲ့စိတ်ရှိပြီမဲ့တိတ်ပြီးတော့ဘာတွေ view ဆိုင်ရမယ်ဘာတွေတတိထားရမယ်မသိကြဘူးပေါ့နော်။အဲဒါကြောင့်ကိုဒီနေ့လာပြောပြတာနော်။ကိုယ်ဆရာကြီးမဟုတ်ပါဘူး။ကိုနံပါတ်1ကတော့ကို engine wine နော်ဘိန်းကြီးမှာဘိန်းတေးနဲ့မတူဒီကောင် engine wine อ่ะဒီတော့နည်းနည်းလေးကိုတို့ဂိမ်းမမိတာနဲ့လစ်ပြီးအဲ့လိုမျိုးဘိန်းတေးမှာနည်းနည်းတော်သေးတယ်ဘိန်းကြီးမှာအဲ့လောက်ထိမဟုတ်နည်းနည်းလေးဂိမ်းမမိတာလစ်ပြီး engine wine ကိုကြည့်စိုက်ပေးရတယ်နော်ကိုတို့တွေ engine wine တော့ကိုတို့အနည်းဆုံး3000နဲ့4000ကြားမှာလဲပေးရတယ်နော် engine wine ကီလိုမီတာအဲ့ဒီလောက်မှာလဲပေးရတယ်နံပါတ်2ရေနော်ဘာဖြစ်လို့ဆိုဒီကောင်ကအပူချိန်များတယ်လေးလုံးထိုးဆိုတော့အပူချိန်များတယ်အပူချိန်တွေများနေတော့ကိုရေကိုဂယုစိုက်ပေးရတယ်နော်ရေတွေမကောင်းတာတို့ဘာလို့ဆိုရင်လည်းလက်ခွင်နော်ရေနံပါတ်3ချိန်နော်ဘာဖြစ်လို့ဆိုတော့ဒီကောင်တွေကပါဝါကိုအသုံးပြုမဲ့ဘိန်းတွေဖြစ်တဲ့တော့အဓိကတရားလိပါဆွဲလို့ဟိုကလဲတယ်ဒီကောင်ချိန်အလုပ်လုပ်တယ်အဲအကြောင်းကိုတို့ကချိန်ကိုအမြဲတမ်းလို့ဂယုစိုက်ပေးရတယ်ကိုစီးနေတဲ့တပတ်ဆိုတစ်ခါပေါ့နော်တပတ်တစ်ခါပေါ့ကိုတို့အမြဲတမ်းချိန်ုံစစ်ပေးရတယ်ဘိန်းလေးလှည့်ပြီးချိန်စစ်ပေးရတယ်ချောင်းနေစီထိုးမယ်ဒါညစ်ပန်းနေစီကြောမယ်အဲ့လိုမျိုးပေါ့ချိန်နေစစ်ပေးရတယ်ကိုရင်ကလည်းဗီဒီယိုတစ်ခုလုပ်ပေးဘူးရဲ့နော်ကိုချိန်ုံကိုစစ်ရင်လည်းဒီမှာချိန်ကအနေတာကိုတွေ့ရတယ်နော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်တိတော့ပြတ်မှသိတယ်ဆိုရင်ဘာမှလုပ်လို့မရတော့ဘူးအဲကြောင့်မဖြစ်ခင်မှာကိုကစစ်စီပေးရတယ်တပတ်တစ်ခါတိုးမုတ်စစ်ရက်တစ်ခါတော့ကိုလှည့်ကြည့်ပေါ့ဘိန်းလေးကိုဒါအချိန်တစ်ခုပေးလိုက်လို့ကိုတော့ဘာမှမဖြစ်ဘူးဘိန်းကိုလှည့်ကြည့်ဘိန်းမှာဒိုင်းဒီချိန်မှာဒိုင်းမစ်တွေစီလားအဲ့လိုမျိုးကြည့်ပေါ့ဘာကြောင့်ချိန်ကိုကြည့်ခိုင်းဆိုချိန်ပြတ်လို့ရှိရင်လူလည်းအန်ဒီရဖြစ်နိုင်လို့အင်ဂျင်လည်းကွဲတတ်တယ်ဒီအင်ဂျင်ကိုလည်းရရင်ကွဲတတ်တယ်နော်ချိန်ပြတ်လို့ရှိရင်အဲ့ဒီပိုင်းနေစစ်ပေးရတယ်အဲ့ဒါအဓိကအကျဆုံးအချက်ပဲเนาะအဲ့ဒီ3မျိုးတည်းကိုပြောပြလိုက်တာเนาะအဓိကအကျဆုံးအချက်တွေကျန်တဲ့ဘိုင်းတွေကတော့break ဘိုင်းတွေကတော့အဲ့လောက်ထိမဟုတ်တာလူတိုင်းသိတဲ့အပိုင်းတွေเนาะဒါပေမဲ့လူတိုင်းသိပြီးတော့အလေးမထားတဲ့အပိုင်း3မျိုးကိုပြောပြလိုက်တာเนาะအဲ့ဒါလေးကိုယူဆိုင်ပေးပါဘင်းကြီးစီးမယ်ဆိုလို့ရှိရင် engine wine နံပါတ်1 engine wine နံပါတ်2ရေနံပါတ်3ချိန်เนาะအဲ့ဒါလေးယူဆိုင်ရပါပြီညီငယ်တို့ရေเนาะ